အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံကိုမြစ်ချောင်းတွေပေါ်များရမြေလို့တင်စားခေါ်လေးရှိပါတယ်မြစ်တွေကကျွန်တော်တို့နိုင်ငံရဲ့တမိုင်းရင်းချင်းမှုစီးပွားရေးနဲ့သဘာဝပတ်ဝန်းကျင်အတွက်အသက်သွေးကြောတွေဖြစ်ပါတယ်ဒီမြစ်တွေကြောင့်ပဲမျိုးစကောင်းမွန်တဲ့မြေနေရာတွေရေရင်းမြစ်တွေနဲ့လှပတဲ့ရှုခင်းတွေကိုရရှိခဲ့တာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံရဲ့အရေးပါဆုံးနဲ့အကြီးမားဆုံးမြစ်ကြီး9သွယ်အကြောင်းကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ဒီမြစ်တွေကဘယ်နေရာကနေစီစဉ်ပြီးဘလို့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေသလဲဆိုတာသိရှိရမှာဖြစ်ပါတယ်။ကဲချိန်ဆွဲပဲစလိုက်ရအောင်ဗျာ။နံပါတ်1အေယာဝတီမြစ်ပထမဆုံးနဲ့အရေးပါဆုံးမြစ်ကတော့အေယာဝတီမြစ်ပဲဖြစ်ပါတယ်။အေယာဝတီမြစ်ဟာမြန်မာနိုင်ငံရဲ့အရှည်ဆုံးအကြီးဆုံးနဲ့အဓိကအသက်သွေးကြောမြစ်ဖြစ်ပါတယ်။မြန်မာပြည်ရဲ့မိခင်လို့လည်းတင်စားခေါ်လေးရှိပါတယ်။အေယာဝတီမြစ်ဟာမြန်မာနိုင်ငံမြောက်ဖျားကရင်ပြည်နယ်မှာရှိတဲ့မေခမြစ်နဲ့မလီခမြစ်တို့ပေါင်းစုံရာဖြစ်တဲ့မြစ်ကြီးနားခရိုင်မြစ်စုံနေရာကနေစတင်ခဲ့တာပါ။အေယာဝတီမြစ်ရဲ့အလျားကတော့မိုင်ပေါင်း1348မိုင်2180ကီလိုမီတာခန့်ရှိပါတယ်။မြန်မာနိုင်ငံမြောက်ဖျားကနေမြစ်ဝကျွန်းပေါ်ဒေသအထိတောင်ဘက်ကိုစီးဆင်းပြီးနောက်ဆုံးမှာတော့အိန္ဒိယသမုဒ္ဒရာထဲကမော်ဒမပင်လယ်ကွေ့ကိုစီးဝင်သွားပါတယ်။အေယာဝတီမြစ်ရဲ့ရေးပါပုံတမိုင်းမှာဆိုရင်အေယာဝတီမြစ်ဟာပကံအင်းဝကုန်းမောင်စားတဲ့တော်ဝင်မြို့ကြီးများအတွက်အဓိကကျတဲ့ရေလမ်းကြောင်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာလည်းတည်ယူပို့ဆောင်ရေးစိုက်ပျိုးရေးအတွက်ရေပေးဝေရေးနဲ့ငါးဖမ်းလုပ်ငန်းတွေအတွက်အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေစေပါ။မြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်ကျော်ဟာဒီမြစ်ဝမ်းတစ်လျှောက်မှာမှီတင်းနေထိုင်ကြပါတယ်။အေယာဝတီမြစ်ရဲ့မြစ်ဝကျွန်းပေါ်ဒေသဟာဆိုရင်ကမ္ဘာအကြီးဆုံးစံစပါးစိုက်ပျိုးရာဒေသတွေထဲကတစ်ခုအပါအဝင်လည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်2တန်လွင်မြစ်ဒုတိယအကြီးဆုံးမြစ်ကတော့တန်လွင်မြစ်ပဲဖြစ်ပါတယ်တန်လွင်မြစ်ဟာမြန်မာနိုင်ငံမှာဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီးအရှေ့တောင်အာရှမှာလည်းအရှည်လျားဆုံးမြစ်တွေကတစ်ခုအဖြစ်တည်ရှိနေပါတယ်မြန်မာလူမျိုးတွေကတော့တန်လွင်ခင်းကလို့တင်စားခေါ်လေးရှိကြပါတယ်တန်လွင်မြစ်ဟာတိဘက်ကုန်းပြင်မြစ်ရဲ့အရှေ့ပိုင်းဒေသတရုတ်ပြည်သူသမ္မတနိုင်ငံကနေစတင်ခဲ့တာပါ။အေယာဝတီမြစ်တံပိုရှည်လျားပြီးစုစုပေါင်းအလျားကတော့မိုင်ပေါင်း1950မိုင်2815ကီလိုမီတာခန့်ရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအတွင်းစီးဆင်းတဲ့အလျားကိုသာတွက်မယ်ဆိုရင်အေယာဝတီမြစ်ကပိုများပါတယ်။တရုတ်နိုင်ငံရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေကိုဖြတ်သန်းစီးဆင်းပြီးနောက်ဆုံးမှာတော့ဗုဒ္ဓမပင်လယ်ကွေ့ကိုစီးဝင်သွားပါတယ်။တန်လွင်မြစ်ရဲ့ရေးပါပုံတန်လွင်မြစ်ဟာတောင်တန်းကြီးတွေကြားကနေအရှိန်အဟုန်ပြင်းပြင်းနဲ့စီးဆင်းတဲ့အတွက်ရေအားလျှက်စစ်ထုတ်ဖို့အတွက်အလားအလာအရှိဆုံးမြစ်တစ်ခုဖြစ်ပါတယ်။ဒီမြစ်ဟာရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်တွေအတွက်အရေးပါတဲ့နယ်နိမိတ်မြစ်အဖြစ်တည်ရှိပြီးဒေသတွင်းတစ်တောထွက်ပစ္စည်းနဲ့သယံဇာတသယ်ယူပို့ဆောင်ရေးအတွက်လည်းအရေးပါပါတယ်ခင်ဗျာ။နံပါတ်3ချင်းတွင်းမြစ်တတိယမြောက်အကြီးဆုံးမြစ်ကတော့ချင်းတွင်းမြစ်ဖြစ်ပြီးဒီမြစ်ဟာအေယာဝတီမြစ်ရဲ့အဓိကမြစ်လက်တက်ကြီးလည်းဖြစ်ပါတယ်။ချင်းတွင်းမြစ်ဟာအိန္ဒိယမြန်မာနယ်စပ်အနီးကရင်ပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တာပါ။အလျားအပြည့်မိုင်ပေါင်း950မိုင်1209ကီလိုမီတာခန့်ရှိပါတယ်။စကိုင်းတိုင်းချင်းပြည်နယ်နဲ့မကွေးတိုင်းရဲ့နောက်ဘက်ခြမ်းတွေကိုဖြတ်သန်းစီးဆင်းပြီးနောက်အေယာဝတီမြစ်နဲ့ပခုက္ကူမြို့အနီးမှာပေါင်းစုံသွားပါတယ်။ချင်းတွင်းမြစ်ရဲ့အရေးပါပုံချင်းတွင်းမြစ်ဟာမြန်မာနိုင်ငံအနောက်မြောက်ပိုင်းကဒေသခံတွေအတွက်အရေးပါတဲ့ရေလမ်းကြောင်းဖြစ်ပါတယ်။ဒါအပြင်မြစ်ဝမ်းတစ်လျှောက်မှာကြောက်စိမ့်နဲ့ရွှေပါဝင်အဖိုးတန်သတ္တုတိုက်တွေပေါများစွာတည်ရှိတဲ့အတွက်သတ္တုတူပေါ်ရေးလုပ်ငန်းတွေအတွက်အဓိကကျပါတယ်။ဟုံးမလင်မော်လိုက်နဲ့ကလေးဝစားတဲ့မြို့တွေဟာဒီမြစ်ကိုမှီခိုပြီးဖွံ့ဖြိုးတိုးတက်ခဲ့တာပဲဖြစ်ပါတယ်ညာ။နံပါတ်4စစ်တောင်းမြစ်စရုဒ္ဓမြောင်မြစ်ကတော့စစ်တောင်းမြစ်ပဲဖြစ်ပါတယ်။စစ်တောင်းမြစ်ဟာအေယာဝတီနဲ့တန်လွင်မြစ်ကြားကမြန်မာနိုင်ငံအလယ်ပိုင်းဒေသကိုဖြတ်သန်းစီးဆင်းနေတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။မန္တလေးတိုင်းမြောက်ပိုင်းကျောက်ဆည်မြို့နီးကရှမ်းကုန်းပြင်မြစ်နောက်ဘက်စွန်းကနေစတင်ခဲ့တာပါစုစုပေါင်းအလျားကတော့မိုင်ပေါင်း260မိုင်420ကီလိုမီတာခန့်ရှိပါတယ်မြောက်ကနေတောင်ကိုပဲခူးရိုးမနဲ့ရှမ်းရိုးမကြားကလွန်ပြင်ကိုဖြတ်သန်းစီးဆင်းပြီးမော်ဒမပင်လယ်ကွေ့ကိုစီးဝင်သွားပါတယ်စစ်တောင်းမြစ်ရဲ့ရေးပါပုံစစ်တောင်းမြစ်အဓိကအပြင်တစ်လုပ်ငန်းအတွက်အရေးကြီးပါတယ်တေလုံးတွေကိုရေထဲမှာမျောချပြီးကုန်ကျစရိတ်သက်သာစွာတည်ယူပို့ဆောင်ရမှာအသုံးပြုပါတယ်။ရေကြောင်းပြည့်စုံမှုကတော့မြစ်ရဲ့ရေစီးနှုန်းနဲ့
ဒီရတက်ကြကြောင့်အကန့်အသတ်ရှိပေမဲ့မြေဝန်းတစ်လျှောက်မှာရှိတဲ့ပဲခူးနဲ့မွန်ပြည်နယ်တွေအတွက်စိုက်ပျိုးရေးရင်ပြီးဝင်မှုအထူးအရင်းမြစ်လည်းဖြစ်လို့နေပါတယ်ခင်ဗျာနံပါတ်5မဲခေါင်မြစ်ပစ္စမမြောက်နဲ့နောက်ဆုံးမြစ်ကတော့မဲခေါင်မြစ်ပဲဖြစ်ပါတယ်မဲခေါင်မြစ်ကကမ္ဘာပေါ်မှာအရှည်ဆုံးမြစ်တွေထဲကတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံထဲကနေစီးဆင်းသွားတဲ့အပိုင်းလေးပါဝင်ပါတယ်မဲခေါင်မြစ်ကတရုတ်နိုင်ငံတိဘက်ကုန်းပြင်မြစ်ကနေစတင်ခဲ့ပြီးအရှည်ဆုံးမြစ်တွေထဲကတစ်ခုဖြစ်ပါတယ်မဲခေါင်မြစ်ရဲ့အရှည်ဆုံးပိုင်းကိုမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတွေ့ရပါတယ်ထိုင်းမြန်မာနယ်စပ်ရဲ့အဓိကအပိုင်းဖြစ်လဲစီးဆင်းနေပါတယ်မဲခေါင်မြစ်ရဲ့ရေးပါပုံမဲခေါင်မြစ်ဟာမြန်မာထိုင်းလာအိုကမ္ဘောဒီးယားဗီယက်နမ်စတဲ့အရှေ့တောင်အာရှနိုင်ငံများစွာရဲ့စီးပွားရေးနဲ့ဂေဟစနစ်ကိုထိန်းချုပ်ပေးထားပါတယ်မြန်မာနိုင်ငံအတွက်တော့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေရဲ့စီးပွားရေးနဲ့နေဆက်ဒေသကုန်သွယ်မှုအတွက်အရေးပါတဲ့ရည်လမ်းကြောင်းတစ်ခုအဖြစ်တည်ရှိနေပါတော့တယ်ဗျာကဲဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ဧရာဝတီတန်လွင်ချင်းတွင်စစ်တောင်းနဲ့မဲခေါင်မြစ်တို့ရဲ့အရေးပါပုံနဲ့အချက်အလက်တွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီမြစ်တွေကကျွန်တော်တို့မြန်မာနိုင်ငံကိုတဘာဝအလားမြေဩဇာနဲ့စီးပွားရေးအကျိုးကျေးဇူးတွေပေးစွမ်းနေတာကြောင့်ဒီမြစ်တွေကိုရေရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းဆောင်ရှောက်ဖို့ကကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လေးနဲ့ပြီးနောက်ထပ်ဘုဒ္ဓရစရာဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ channel ကိုလည်း subscribe လေးလုပ်ပေးသွားပါဦးလို့တောင်းဆိုရင်းနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာနောက်လာမယ့်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်